အဲ့တော့ပထမဦးဆုံးရေဘူးလေးကိုယူပြီးတော့ရေဘူးမရှိလဲပေါ့နော်ရေလေးစွတ်လိုက်ပေါ့နော်ဒီနေရာမှာတစ်ချက်သတိထားပေးရမယ်ပေါ့နော်ဒီလိုမျိုးအရှိကိုနည်းနည်းလေးပေါ့ရေဆိုနေတဲ့အချိန်လေးပေါ့နော်လူမျိုးလေးဖိဖိချပေးပါနော်အဲ့လိုလေးဖိဖိချပေးမှဒီသပင်နှစ်ခုဟာအဲ့လိုကြီးမကွဲတော့မှာဘေးသပင်လေးမရှုပ်အောင်လို့ဒီလိုမျိုးတတိကံပုံစံလေးခွဲပြီးတော့ဒီသပင်ဘေးသပင်လေးတွေကိုခဏညှစ်ထားပေးလိုက်မယ်နော်ဒီလိုမျိုးပေါ့ဒီမျိုးပုံစံလေးပေါ့နော်ဒီလိုမျိုးလေးရပြီဆိုလို့ရှိရင်စပြီးတော့သပင်ညှက်မယ်ပေါ့နော်သပင်ညှက်ပြီးတဲ့သပင်ညှက်တဲ့အခါမှာတချို့ကကြတော့သပင်ကိုမျက်ခုံးဝင်းနဲ့တန်းနဲ့ကိုတိုက်နေတတ်တယ်တချို့ကြတော့သပင်ကိုမျက်ခုံးဝင်းတန်းနဲ့တူကမတိုက်ဘူးသပင်ရှည်လေးမှတိုက်တယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်နည်းနည်းလေးကိုအရှည်လေးနဲ့ညှရမယ်ပေါ့မျက်ခုံးနဲ့တန်းနဲ့လိုချင်တဲ့သူတွေကသပင်ကိုအခုလိုမျိုးဖိချလိုက်ပါမယ်ဖိချပြီးတော့လို့ရှိရင်ကိုယ့်ရဲ့ဒီလိုလက်နှလုံးယူပါဒီလိုတောင်းအလျားလိုက်ပေါ့နော်အလျားလိုက်တဲ့နှလုံးယူနေယူပြီးသွားရင်ဒီလိုမျက်ခုံးကနေပြီးတော့ဒီလိုမျိုးလက်နှလုံးစာပေါ့တိုင်းလိုက်တိုင်းပြီးတော့လို့ရှိလို့ရှိရင်အဲ့တက်တက်လေးကိုအရင်ဆုံးတိုင်းညှက်ပေးလိုက်နော်ဒီမှာကတော့သပင်ကိုနှစ်ခုပြင်ချင်းတဲ့လူတွေဖြစ်တဲ့အတွက်ပေါ့နော်သပင်ကိုရှိစမိတ်ကိုနည်းနည်းလေးညှလေးယူထားတယ်သပင်ကိုပြီးတဲ့ခါကျနည်းရှည်လေးတိုက်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီမှာကလက်သုံးလုံးကညှက်ပါမယ်ကျမတို့ကဒီနေရာမှာသပင်တိုးတက်မသွားအောင်လို့ပေါ့နော်ဒီလိုအလဲအမြင်လေးသေးသေးလေးကိုပဲယူမယ်နော်သေးသေးလေးကိုယူလိုက်မယ်ယူပြီးသွားလို့ရှိရင်လက်သုံးလုံးတော့ခနာကိုနေတဲ့ခါမှာနည်းနည်းလေးမမက်ကလေးနေပြီးပါမှန်ရှိမှာပေါ့နော်ကိုကအိမ်ကမှန်အောင်ကြည့်နေတယ်ဆိုလို့ရှိရင်မမက်ကလေးနေလိုက်ပါပြီးရင်လက်သုံးလုံးယူပါယူပြီးလက်သုံးလုံးရဲ့အတိုင်းပေါ့နော်လက်သုံးလုံးရဲ့အတိုင်းကဒီမှာဆိုလို့ရှိရင်အဲ့ဒီအစကိုယူပေးပါဒီမှာလက်သုံးလုံးနော်လက်သုံးလုံးရဲ့အစပြီးရင်ဒီမှာအဲ့ဒီရဲ့ဒီအစုံပေါ့နော်လက်သုံးလုံးရဲ့အစုံအစလေးယူရဟုတ်ပြီအဲ့ဒါကိုမှန်ကိုတက်တက်ကြည့်မယ်ကြည့်ပြီးသွားလို့ရှိရင်ဒီလိုမျိုးနှချလိုက်ပါမယ်โอเคနော်နှချလိုက်ပြီဒါဆိုလို့ရှိရင်ဘေးနှစ်ခုကျန်တယ်နော်ဒီနှစ်ခုကျန်တာကိုဒီကလေးနဲ့ဖိပါမယ်ဖိပြီးတော့အဲ့ဒီအစလေးတိုင်းကိုဒီမှာမြင်နေရပြီပေါ့နော်အဲ့ဒီအစကလေးတိုင်းကိုယူပါမယ်ယူပြီးတော့ကျမကဒဲကြိုက်တဲ့လူဖြစ်တဲ့အတွက်တင်းညှက်ပါမယ်ရှင်โอเคကိုရီးယားမှာလေးတပုံလေးမှာစနေတဲ့ဒီလေးကိုတိထားကြည့်ပါသူတို့ကပုံမှန်စပင်းစိုက်ထက်ကိုသူကနည်းနည်းရှည်ပါတယ်ရှည်တဲ့ခါကျတော့သူကလူစပင်းလေးကိုဖောက်ဖောက်ဖောက်ကလေးပေါ့နော်ပုံသွင်းလိုက်တဲ့ခါကျတော့ဒါလေးအတော်ပဲဒီလိုမျိုးလေးနည်းနည်းတက်သွားတယ်ပေါ့ပုံအဲ့လိုဆိုဒါလေးကနှံ့နေရောပေါ့နော်ကိုကတော့နေ့စဉ်ပေါ့အမြန်လှုပ်ရှားသွားလာနေရတဲ့ခါမှာဒီစပင်းရှည်ရှည်ရတော့အဆင်မပြေဘူးနော်ဒီနှလုံးကိုလာပြီးတော့စူးတယ်ပေါ့နော်ကြည့်လို့လည်းအပြင်ကိုအဆင်မပြေဘူးဆိုလို့ရှိရင်နော်လက်နှလုံးလောက်ပုံစံနဲ့ပါကျမကတော့လက်သုံးလုံးယူနေပါတယ်ကျမပြီးလို့ရှိရင်ပုံသွင်းပုတ်ပုတ်ကလေးတိုက်တဲ့တော့ပါရှင်သုံးခါယူညှက်ပါမယ်နော်ဒီမှာလက်သုံးလုံးကအလျားတိုင်းယူညှက်ပါမယ်โอเคဒီနာပေါ့နော်ဘက်ကိုလည်းလိုပဲယူညှက်ပါပဲလက်သုံးလုံးကဒီဘေးမှာရှိတဲ့အစနဲ့ဒီဘေးမှာရှိတဲ့အစကိုဆက်သွယ်ပြီးတော့ညှက်ပေးပါမယ်သပင်ကိုဒီလိုမျိုးယူလိုက်ပါယူပြီးသွားပြီဆိုလို့ရှိရင်ဒီမှာတိုးနေတဲ့အစရှိပါမယ်ဒီမှာရှည်နေတဲ့အစရှိပါမယ်အဲ့ဒါလေးတွေကိုဆက်သွယ်ပြီးတော့ညှက်ပေးလိုက်ပါမယ်ဆက်သွယ်ပြီးတော့ညှက်ပေးလိုက်ပါရှင်ဒီဘက်စပင်ကိုလည်းအဲ့လိုပဲပေါ့နော်ရှိတဲ့ဒီဘက်မျက်ခုံးအစကစပင်နဲ့ဒီဘက်ကအစကိုဆက်သွယ်ပြီးတော့ညှက်ပေးလိုက်ပါမယ်ရှင်တချို့ကြတော့စပင်ကလိုဘေးဆွဲလေးရှိပေါ့နော်ဘေးဆွဲရှိတဲ့လူကလိုဘေးဆွဲကိုလိုက်ညှက်ပါမရှိတဲ့လူကလည်းတက်စီအောင်လို့ပေါ့နော်ဒီနားလောက်ဖြစ်ဆိုတော့ရပါပြီဒီလိုလေးပေါ့နော်ဒီလိုလေးနေရာဒီမှာရှိတဲ့လူကဒီနေရာလေးရှိနေပြီအဲဒါစပင်လေးကိုပုံသွင်းမယ်ပေါ့နော်စပင်လေးပုံသွင်းတော့ပါလေထောက်ဆက်ကလေးကိုယူပြီးတော့တက်တန်းလေးဆွဲပြီးတော့အဖျားလေးရမှာစပင်လေးကိုပုတ်ချလိုက်ပါမယ်장미를 사고 싶어진 이런 내 모습 신기한데